ကိုလည်းနော်လှုပ်မယ်နောက်ချမ်းကတော့ဘာမှထူးထူးလှုပ်စရာမရှိဘူးကျတို့တိုင်းနှစ်ပိုင်းဖြတ်လိုက်နော်နှစ်ပိုင်းဖြတ်လိုက်မယ်အနောက်မှာကတော့ထဲချုပ်လဲရတယ်မထဲချုပ်လဲရနောက်တိုင်းခောက်လိုက်လဲရโอเคကျတို့ဒီမှာအောက်ပိုင်းကိုခဏဖယ်လိုက်မယ်အောက်ပိုင်းကိုဖယ်ပြီးဆိုကျတို့အပေါ်ပိုင်းနော်အပေါ်ပိုင်းမှာဆိုကျတော့ဘာကျန်နေလဲလေပင်ပေါက်ဖောက်ဖို့ကျန်နေရဒီရဲ့ရှေ့ချက်ပကုံးကိုအညီညက်ချလိုက်အောင်မယ်လေပင်ပေါက်ဖောက်တိုင်းပခုံးချင်းလာထပ်ပေးရမယ်အဲ့ဒါအားလုံးပဲမှတ်ထားပေးပါချဲတို့ဒီမှာဒီရဲ့ပစ္စည်းပတ်တန်နောက်ချမ်းမှာကျပခုံးတောက်ပါသေးတယ်နော်ဒါကြောင့်ဒီရဲ့ပခုံးတောက်ကိုလည်းခဏထပ်ထားလိုက်မယ်နော်အားလုံးရဲ့ပတ်တန်မှာကဒီပခုံးတောက်မပါဘူးဆိုရင်ထပ်ဆရာမလိုဘူးဒီချဲရဲ့ပတ်တန်ကအနောက်မှာပခုံးတောက်ပါသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ထပ်ပြီးတော့တိတ်ခဏထိန်ထားလိုက်မယ်ပြီးတော့ဒီမှာပခုံးချင်းကိုအညီယူမယ်နော်ဟိုဘက်ဂျိုင်းဘက်ကိုအဓိကညီအောင်ထားပေးမယ်လေပင်ပေါက်ကဒီဘက်မှာလေပင်ပေါက်ဖောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းပလွဲသွားတဲ့ကိစ္စမရှိဘူးတို့ပေမဲ့ဒီဂျိုင်းဘက်ကိုတော့လုံးဝအညီယူပေးလိုက်မယ်အားလုံးပဲမြင်တယ်နော်အဲ့အတိုင်းလေးယူပေးလိုက်မယ်အားလုံးမြင်တာအောင်အောက်ကနေပတန်ဆက်ကူလေးခံပြပေးမယ်ကျတို့ဒီမှာပခုံးချင်းကိုတတိချာလေးတိတ်လေးနဲ့ခဏထိန်ထားမယ်ရမယ်နော်အဲ့အတိုင်းလေးဖြစ်ပြီးဆိုတော့ကျန် level ပေါက်ဖောက်မယ်အခုဒီရဲ့အင်ဂျီရဲ့ level ပေါက်ကအရန် height တယ်လက်ချက်ကနည်းနည်းလေးပြင်ချင်တယ်ပေါ့နော် level ပေါက်ကိုနည်းနည်းလေးပြင်မယ်တအားကြီးမ height အောင်လို့နော်တအား height တော့တယ်ဝတ်တဲ့လူတွေအတွက်အဆင်မပြေဘူးဟုတ်တယ်နော်အခုဒီပုံစံလေးရသွားပြီနော်အားလုံးပဲ level ပေါက်ကိုစပြီးတော့ဖောက်တော့မယ်ဒါလေးဖယ်လိုက်စတိုင်းဖယ်လိုက်ပုံမြင်ရမယ်အလေးသုံးလေးယူလိုက်ပြီးအလေးသုံးလာဖြည့်ပြီးချဲတို့ level ပေါက်စပြီးတော့ဖောက်တော့မယ်။နောက်ခုနကတော့ချဲတို့ဒီအောက်ကဒီတိုင်းလေးချထားတဲ့ဟာကနေရင်မြင့်ရဲ့အပေါ်ကိုချဲနည်းနည်းတက်မယ်။ရင်တအားကြီးမဟိုက်ချဲဘယ်လောက်တက်လဲဆို2.5လောက်တက်ထားလိုက်မယ်။နော်ရင်မြင့်ရဲ့အပေါ်ကိုချဲက2.5လောက်ဒီမှာတက်လိုက်တယ်။ပြီးတော့ချဲတို့ဒီဘေးကိုဖောက်မယ်နော်။ပခုံးရဲ့ဒီဘေးကိုဖောက်မယ်။ဖောက်တဲ့ချိန်မှာဆိုရင်ကိုကပခုံးတည်းရဲ့ဘေးကိုအရန်ဟိုက်ချင်လားမဟိုက်ချင်လားပေါ့မူတည်ပြီးတော့ကျတို့ဘေးကိုကြိုက်တလောက်ဖောက်လို့ရတယ်နော်အခုဒါလေးကိုချက်ကြည့်ရအောင်ဒီဟာတွေကကျတို့ပုံမှန်ဆိုရင်လေဘေးအကတ်ဆိုရင်တော့ready to wear ဆိုကျတို့ 1.5 အလောက်ထပ်ဖောက်ကြတယ်ပေါ့နော်မဟုတ်လေဘေးထဟိုက်ချင်တယ်ဆိုဘေးကိုကျတို့2 3စိတ်ကြိုက်ဒီဘက်ဘေးကိုကြိုက်တလောက်လာလို့ရပါတယ်အခုဒါလေးကကျတို့ဒီသူ့ရဲ့ပုံလေးကိုတစ်ချက်ကြည့်ရအောင်နော်အားလုံးကိုပုံလေးပြထားတယ်တစ်ချက်ကြည့်မယ်အဲ့ဒီပုံလေးကိုအဲ့ဒီပုံလေးကိုကြည့်လိုက်တဲ့အချိန်မှာသူက level ရဲ့ဘေးကိုအနည်းဆုံးချေတို့2 3လောက်တော့ဖောက်ထားတယ်ပေါ့နော်အဲ့ဆိုချေတို့လည်းအလောက်တော့ဖောက်လိုက်မယ်ဒီရဲ့ချေတို့ level ပေါင်းမူလ level ပေါင်းရဲ့ဒီဘက်ဘေးကိုချေတို့3 cm လောက်ယူလိုက်မယ်အားလုံးပဲမြင်လားမှာချေတို့3 cm လောက်ယူလိုက်တယ်နော်ဒီနားမှာ3 cm ယူလိုက်တယ်တွေ့လားအဲ့ဒီယူထားတဲ့3 cm နဲ့ကျတို့ဒီအောက်မှာချထားတဲ့ရေမြင့်ကနေအပေါ်ကို 2.5 ကတ်ထားတဲ့နေရာနဲ့တောက်လျှောက်ဆက်ပေးလိုက်မယ်နော်ဆက်ပေးလိုက်မယ်ဆက်တဲ့ချိန်မှာဆိုရင်ကျတို့ cap လေးနဲ့ဆက်ရင်ပို့ပြီးတော့လှပါတယ် level ပေါက်လှချင်တယ်ဆိုကျတို့ cap ကိုအသုံးပြုပါရိုးရိုးပေတိုင်းနဲ့ဒဲဆက်တယ်ဆိုရင် level ပေါက်ကလှဖို့ရခိုင်တော့အလွန်လဲပါတယ်တဲ့နော် level ကိုဖောက်ပြီးတော့ပြီကျတော့နောက်ချမ်းကိုဖောက်မယ်ရှေ့ချမ်းကအဲ့တိုင်းဖောက်လိုက်တာအားလုံးပဲနားလည်မယ်နော်မြင်ရမယ်ပြီးတော့ကျတော့နောက်ချမ်းကိုဆက်ဖောက်မယ်နောက်ချမ်းကကျတော့အောက်ကိုအရန်ကြီးမဟိုက်ချတော့ဘူးကျတော့မူလာဖောက်ထားတဲ့ level နဲ့တိတ်မသိမ့်မရင်းလေးကိုပဲဖောက်လိုက်မယ်အရင်အောက်ကိုမဟိုက်ခိုင်းတော့နော်ဘေးကိုဟိုက်ထားပြီးဆိုတော့ကျတော့အောက်ကိုမဟိုက်တော့ဘူးဒီတိုင်းလေးနော်နည်းနည်းလေးစောင်းနေရမယ်နော်နောက်ချက်အဲ့လိုဖောက်လိုက်မယ်ဒီချိန်မှာဒီရဲ့အင်ဂျီကဒီတိုင်းဝတ်လိုက်မယ်ဆိုတော့ level နေဟပြီးတော့ပေါ်လာတယ်ဖြစ်တော့မှကျတော့ level တောက်လေးကိုနည်းနည်းလေးသိမ်းမေးအောင်နော်ဒီမှာအားလုံးဘဟုတုတရအောင်ချက်တင်ပေးမယ်ကျတော့ level တောက်သိမ်းမယ်ဆိုရင်ကျတော့ဒီမှာ level ဆွဲထားတဲ့ level ပေါင်ပေါ့နော်ချဲကဆွဲထားဒီမှာ 7.2 ရှိတယ်အစချက်က3.6 เนาะအဲ့မှာမှတ်ထားလိုက်မယ်မှတ်ပြီးတော့ကျတော့ဒီမှာ pp မှတ်နဲ့လာဆက်
အားလုံးမဲ့ဒီလေပင်ဆွဲချွန်လေပင်ရဲ့၄တောင်းပေါင်ရှိအဲ့ဒါတော့ဝလိုက်နော်တော့ကနေဒီရဲ့ PP မတ်ကိုဆက်လိုက်ဆက်ပြီးပြီဆိုရင်ခြေတို့ဒီမှာတောက်စားလို့ရပြီဘယ်လောက်စားမလဲဆိုခြေတို့တစ်ဖက်ကို0.8လောက်စားလိုက်ရအောင်နော်တစ်ဖက်ကို0.8လောက်စားပေးမယ်0.8လောက်စားပေးမယ်နှစ်ခုပေါင်းမယ်ဆိုရင်1.5လောက်ရှိပေးရမယ်အဲ့မှာလေပင်လေးနည်းနည်းလေးကတ်သွားမယ်ပေါ့နော်တွေ့လားအဲ့အတိုင်းလေးအားလုံးပဲမြင်ရလားမြင်ရမယ်နော်မြင်ရမယ်โอเคကျတော့ဒီတိုင်းလေးဖြစ်သွားတဲ့ဟာကိုမှဒီရဲ့ level တောက်တင်တာနည်းနည်းပိတ်ပေးလိုက်နော် ready to wear ဖြစ်ပါဖြစ်ကျပိတ်ပေးလိုက်နော်အခုဒီညမှာလည်းအဟရှေ့ဆိုကွက်တိပဲဒီနားမှာပိတ်လိုက်ရင်ရပြီနော်အဲ့ဒါချက်ကဒါလေးတွေခဏဖယ်မယ်အတန်ဆက်ကိုလဲလိုက်နော်မြင်ရမယ်နော်โอเคကျတော့ဒီမှာညက်ချမယ်တောက်ကိုထပ်ပေးလိုက်မယ်ဒါမှလေပင်ကအရင်ကြီးဟာတဲ့ပြဿနာမဖြစ်တော့နော်တောက်လေးကိုထပ်ပေးလိုက်မယ်ဒီတိုင်းလေးပိတ်လိုက်တွေ့နော်ခြေတော့တောက်ပိတ်တိုင်းဒီနေရာမှာလွယ်တော့တာအားလုံးပဲတတိထားမိမယ်နော်အားအကြောင်းမလို့ခြေတော့ကပြန်ပြီးတော့ညှိပေးရတယ်ဒီမှာတောက်ကိုတတိချက်လေးထပ်ပေးလိုက်ပြန်ညှိလိုက်တဲ့အချိန်မှာတချို့ကဒီအောက်ကတကြောင်ကိုယူရမလားအပေါ်ကတကြောင်ကိုယူရမလားဆိုပြီးတော့လာမေးတဲ့လူတွေအရင်များတယ်အဲ့ဒါကလေခြေတော့ဘာမှမကြည့်နဲ့အတိတ်ကကြည့်ရမယ့်နေရာဒီအစမတ်နဲ့အဆုံးမတ်ကိုပဲကြည့်ပြီးတော့ခြေတော့ကပြန်ပြီးတော့ညှိပေးရမယ်အတိတ်ကပြောရမယ်ဆိုရင်တော့ height ချလိုက်ရမလားဖြည့်ရမလားဆိုပတန်ကိုဖြည့်ပေးရမယ်အောက်ကိုစားထုတ်ပြလိုက်လို့မရအောင်နော်ပတန်ကိုဖြည့်ပေးရမယ်ဒီတိုင်းလေးဖြည့်ပေးရမယ်ဒါဆိုဒါ level ပေါက်အမှန်ကအဲ့အတိုင်းလေးဖြစ်တော့မယ်အားလုံးပဲနားလည်မယ်နော်အဲ့တော့မှခြေတို့ဒီကနေနောက်ချမ်းကနေတောင်းရှောင်းညက်ချတော့မယ်ပခုံးတိတ်ကတ်ထားတဲ့ဟာကိုမဖြုတ်သေးနဲ့အောင်ဒီရဲ့ level လာဖို့ကပခုံးချင်းပူထားမှရမယ်ရမယ်နော်โอเคခြေတဲ့ပတန်ထွက်လာပြီဆိုမှဒီရဲ့ရှေ့ချမ်းနောက်ချမ်းတိတ်ကတ်ထားတဲ့ဟာကိုပြန်ဖြုတ်ပေးလိုက်မယ်ရမလားဒီရဲ့အင်ဂျီမှာခြေတော့ကလက်ဖောင်ထည့်မယ်ဆိုရင်တော့ဒီနားမှာ1 cm စားပေးရမယ်ဒါလေးကလက်ဖောင်မထည့်တော့ဆိုချက်တိုင်းပဲထားလိုက်မယ်ရမယ်နော်ဒီတိုင်းလေးရသွားပြီဆိုရှေ့ချမ်းကဒီလိုဖြစ်လာမယ်နော်ဒီနေရာလေးကိုခြေတော့ကဆွဲသွန့်ပြီးတော့မှလှုပ်လိုက်ရုံပဲနော်ဒါဆိုဒါလေးကရှေ့ချမ်းပြီးသွားပြီရှေ့ချမ်းကိုဒီအတိုင်းလေးပဲညက်ပေးရုံပဲရမယ်နော်အားလုံးပဲရမယ်ခြေတော့ဒါလေးကကျတော့အောက်ပိုင်းနော်ခြေတော့ရဲ့အောက်ပိုင်းကိုရှေ့ချမ်းနောက်ချမ်းပြပေးမယ်ခြေတော့အောက်ပိုင်းဖြတ်လိုက်တဲ့ဟာကိုအပေါ်ကအတီယူပြီးတော့အောက်ကခွဲကားလိုက်တာအောက်ကခွဲကားတာလေးကကိုယ်စိတ်တိုင်းကားလို့ရတယ်ကိုအသွင်ကိုအကြီးကြီးလို့ချင်းအကြီးကြီးကားအသွင်တေးလေးလို့ချင်းနည်းနည်းပဲကားနော်ဒါလေးကခွဲကားထားတဲ့ရှေ့ချမ်းတရားဘေးဒါအရှိနော်ဒါလေးကနောက်ချမ်းမှာခြေတော့အနောက်ကကျတော့ဆက်ကြောင်းမပေါအောင်အပိတ်ယူမဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ချမ်းတို့တစ်ဆက်လုံးယူရတယ်ဒီဘက်တစ်ချမ်းအရင်ဆုံးလှုပ်လိုက်တယ်လှုပ်ပြီးပြီဆိုရင်ပတ်တန်ကိုညက်ပြီးပြီဆိုရင်တို့ခောက်နော်ခောက်ပြီးတော့ဒီဘက်တစ်ချမ်းကိုလည်းထပ်ပြီးတော့ညက်လိုက်တယ်ညက်လိုက်မယ်ဆိုရင်ခြေတို့ခောက်ရက်ကလေးအဲ့လိုလေးရတော့မယ်ဒါလေးကနောက်ချမ်းအောက်ပိုင်းဒါလေးကရှေ့ချမ်းအောက်ပိုင်းနော်အဲ့ဒါမှတစ်ဆက်တည်းယူချင်လဲယူပေါ့နော်တို့တစ်ဆက်တည်းမယူဘဲတိုင်းယူလဲရတယ်နော်တစ်ဆက်တည်းခြေတို့ယူမယ်ဆိုတို့ဘေးရကြတို့လာဆက်ရတော့မှာနော်ဘေးရတို့လာဆက်ရတော့မှာဆိုတော့ပိတ်စာညက်တဲ့ချိန်မှာဒီနီးကတိတ်ပြီးတော့ညက်လို့မကောင်းဘူးညက်လို့ခတ်တယ်ဒါကြောင့်မလို့နောက်ချမ်းသက်ရှေ့ချမ်းသက်ပတ်တန်အောက်ပိုင်းကိုခွဲကားလိုက်တယ်ဒါဆိုရင်ခြေတို့ဒီကနေ့တင်သွားတဲ့ပတ်တန်လေးကပြီးသွားပြီလက်ကတော့ရိုးလက်ပဲခြေတို့ခေါင်းလောင်းလက်ထည့်မယ်ဆိုအောက်ကခေါင်းလောင်းလေးလုံးလိုက်ရုံပဲမခက်ခဲဘူးเนาะအဲဆိုဒီရဲ့အင်ဂျီပတ်တန်လေးကအားလုံးအတွက်အကျိုးရှိမယ်ဆိုတာ100%ယုံကြည်ပါတယ်ကို့အတွက်အကျိုးရှိသွားတယ်ဆိုရင်အခုဗီဒီယိုဖိုင်လေးကို like and share လုပ်တော့ဖို့မမေ့ပါနဲ့နောက်ထပ်ပညာသင်တွေလည်းအများကြီးတင်ပေးအောင်ပါမို့ဒီချက်ရဲ့ account လေးကို follow လုပ်ထားပါ YouTube ကကြည့်နေတယ်ဆိုရင်ချက်ရဲ့ channel လေးကို subscribe လုပ်ထားပါလို့အားလုံးကိုပြောချင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီချက်လေးမှာ